မင်္ဂလာပါဒီတခါတော့ဖြတ်ဆက်ဖောက်ဆော့ကားဘယ်လိုကြည့်ရလဲဆိုတဲ့ဟာလေးတကယ်ဖြတ်ဆက်ကားဘယ်လိုဖြတ်ဆက်ထားတာဆိုတဲ့အနေထားလေးကိုကျွန်တော်ရှင်းပြပေးသွားမှာဗျဒါတွေကဖြတ်ဆက်ဖောက်ဆော့ကားကြတော့တော်တော်တိုင်ဝယ်ရောက်နေစိတ်ဝင်စားတဲ့အချက်လက်တွေပေါ့ဗျာဒါကတော့ကျွန်တော်ကိုယ်တိုင်စီးနေတဲ့ကားလေးဒီကားမှာဘယ်လိုဖြတ်ဆက်ဖောက်ဆော့ကိုဘယ်လိုနေရာမှာဘယ်လိုပါလဲဆိုတာလေးပြပေးမယ်ပထမတစ်ချက်ကတော့ဒီဖောက်ဆော့ပေါ့ဖောက်ဆော့ဆိုတာကတော့ကားတစ်စီးလုံးရဲ့ connection အသေးချာလေးကြည့်စရာမလိုတော့ဘူးအဓိကဘာကိုကြည့်ရမလဲဆိုတော့ဖောက်ဆော့ဖြစ်တဲ့အတွက်သူကကားတစ်စီးလုံးကဒီဝက်တောက်ကလုံးဝအလန်းကိုဒီကောင်ကဒီ chassis ကိုဖောက်ဆက်တာဒီ chassis name plate ဒါလေးတွေပဲဒီကနေတိုင်းစင်ကားတဲ့စာအုပ်နဲ့တူအောင်သူကဖောက်ပြီးတော့ဒီနံပါတ် chassis နံပါတ်1 white ကိုဆက်လိုက်တာတချို့ဆိုရင်ဒီတန်းတစ်ချောင်းလုံးဆက်တဲ့တူရှိတယ်တချို့ဆိုရင်လည်းဒီ frame chassis ကိုပဲဆက်တာရှိတယ်အများအပြားတော့ဒီ frame chassis ကိုဒီနားပတ်ဝန်းကျင်ကနေပြီးတော့ဖြတ်စစ်တာများတယ်ဒါကတော့ဒါဖောက်ဆော့ပေါ့ဖောက်ဆော့ကကျတော့ကြာတဲ့အနေထားတွေဘလို့ကြည့်ကြည့်လည်းတော့အလွေပဲဒါပေမဲ့တချို့ဖောက်ဆော့ကကြတော့လေဒီ chassis လေးတစ်ကွက်ကိုပဲကွက်ထားတာလည်းရှိတယ်အဲ့လိုမျိုးလေးလာတယ်ဒါကတော့ဖောက်ဆော့ဒီဖြတ်ဆက်ကကြတော့ဘလို့ဖြတ်ဆက်လဲဆိုတော့ဒီဖြတ်ဆက်ကကြတော့ဒီနားလောက်ကနေပြီးတော့သူဖြတ်မယ်ဖြတ်ရင်ဒီနေရာကိုဖြတ်မယ်ဒီအရှိတစ်ပိုင်းပေါ့ဒီပြောရမှာဆိုဒီပါချမ်းရဲ့အတွင်းဘက်ကနေပြီးတော့ပြတ်ပြီးတော့ပြန်ဆက်မယ်ဒါတစ်မျိုးနောက်တစ်မျိုးကကြတော့ low cut ဆိုဒီလိုနေရာ low cut တွေကိုဖြတ်ပြီးတော့ပြန်ဆက်မယ်ဒီကတော့အရှိဂျိုပါတဲ့ကအတိုက်ခတ်ပါတာကို low cut ဖြတ်ဆက်တာနောက်ပြီးတော့ဒီဟာတွေကကြတော့ဖြတ်ဆက်မှာအတွင်းဘက်တွေပဲအဓိကထားဖြတ်ဆက်တဲ့အတွက်ကညနာတကယ်ရင်စစ်လို့ရှိရင်ခွာစစ်တယ်ဒီပါချမ်းတွေသူတို့မတင်ကြရဒီပါချမ်းတွေခွာစစ်တယ်ခွာစစ်တဲ့အချိန်ကျရင်ဖြတ်ထားလားတပိုင်းတစ်ချမ်းဖြတ်ထားလည်းမရဘူးသူကကညနာ road safety နဲ့မညီဘူးပြင်လုံးဖြတ်ဆက်လည်းမရဘူး low cut လည်းမရဘူး low cut တောင်သူကခွတ်ပြုတ်တဲ့အနေထားဆိုပြုတ်တယ်တကယ်လို့ခွတ်ပြုတ်တဲ့အနေထားမှဆိုရင်ဒါမှငယ်မူဖိုင်မှာမတန်းရေးတယ်အဲ့ကောင်နောက်ပြီးတော့အမိုးဖြတ်ဆက်လာမယ်အမိုးဖြတ်ဆက်ရှိမယ်နောက်ပြီးတော့ဒီလိုတင်ပါကိုဒီလိုနေရာကနေဖြတ်ဆက်တယ်သူကဒီလိုနေရာလောက်ကနေဖြတ်ဆက်တာဒီအမိုးသူကကောင်းရင်သုံးပြီးတော့ဖြတ်ဆက်မှဆိုရင်ဒီလိုနေရာကနေပြီးတော့ဒီအောက်ထိဒီနားလေးတွေအထိဖိန်ဖြတ်ဆက်အဲ့လိုပါတယ်ဖိန်ဖြတ်ဆက်ကိုဒီလိုဖြတ်ဆက်တယ်ဒါဆိုကားရဲ့ alignment တွေကားရဲ့ road safety စနစ်တွေမမှန်တော့လို့ကညနာအဲ့လိုဖြတ်ဆက်ရင်ဆိုရင်တော့တိန်းတယ်စလစ်ထုတ်ပေးတယ်ဒီကားမှာဖြတ်ဆက်ပါတယ်ဘယ်လိုပါလဲဆိုတာလေးကျွန်တော်ပြမယ်ဒါကတော့သူကကညနာတရားဝင်မတ်တပ်သွင်းပြီးသားဖြတ်ဆက်ဖြစ်တယ်သူကဒီအချမ်းအတိုက်ပါတယ်အတိုက်ဆိုများလားဆိုတော့လည်းမများဘူးမများတဲ့အချိန်မှာသူကဒီ body ဆရာပြင်လိုက်တဲ့အချိန်မှာသူဒီနေရာကိုသူကဖြတ်လိုက်တာဒီတစ်ပိုင်းဒါနဲ့ဖြတ်လိုက်တယ်အမိုးကဒီလိုနည်းနည်းပါသွားတာကိုသူကမဆွဲဘဲနဲ့ဒီဟာကိုဖြတ်ပြီးတော့ကာပိုက်ပြတ်ဆော်ပြီးတော့ဆေးလုပ်လိုက်တာဘလို့ပဲလဲအကောင်းလို့အချိန်တက်တန်းတစ်ခုကြာသွားရင်ပေါ့တယ်သူကဒီအတိုက်ကလေးပါတာကိုဒီချမ်းကိုမခွာရင်းနဲ့သူကဖြတ်ဆက်လုပ်လိုက်တာဒါပေမဲ့တလုံးဖြတ်လာတာဆိုတော့မဖြတ်ထားဘူးသူ့အသားကိုပဲဒီလိုလေးဖြတ်ပြီးတော့ပြန်ဆော်လိုက်တယ်ဒါလည်းသူကဖြတ်ဆက်ဖြစ်သွားတယ်ဒီကောင်ကကြတော့သူကသူ့ရဲ့အနေထားကိုပဲပြင်တဲ့အတွက်သူကဖြတ်ဆက်ဒီကျွန်တော်တို့ပွဲစားတွေလုပ်တဲ့ဒီဂျိုဖြတ်ဆက်ဖြစ်လာဆိုတော့လည်းမဖြစ်သွားဘူးဒါပေမဲ့သူကကညနာမှာကနဦးငယ်မှုမတ်တာထဲမှာဒီကောင်ပါသွားတယ်ဒါပြုတ်ပြထားကြခေါင်ပြုတ်ပြထားကြပေါ့ခေါင်ဖြတ်ဆက်ပြီးတော့ပြပြထားကြဘယ်လိုသိတယ်လဲဆိုတော့ဒီမှာ global C ရှိလိမ့်မယ်ဒီ global C ကဘေးကကြည့်လို့ရှိရင်ဒီမှာ3တက်ကပြပြအောင်လုပ်ထားတယ်ဒါပေမဲ့ဘယ်လောက်ပဲပြပြအောင်လုပ်ပါစေဒီဝင်တရားမပြောက်ဘူးတွေ့လားအမ global C အကတ်ထားတဲ့ဟာကိုဖြတ်ပြီးတော့ပြန်ဆော်ထားတဲ့ဒဏ်ရာမပြောက်ဘူးဒါကတော့သူ့ original ဒီနေရာကတော့ပြန်ဆော်ထားတဲ့နေရာလေးဒါပြန်ဆော်ထားတဲ့နေရာလေးအတွင်းဘက်ကကြည့်ရင်လည်းအဲ့တိုင်းလေးသွားတယ်ဆော်ထားတဲ့နေရာကိုတေချာလေးချောပြီးတော့ဆေးမှုတ်ထားတယ်ဒါပေမဲ့ဘလောက်ပဲလက်ရကောင်းအောင်လုပ်ကညနာကောင်တွေကတီးတယ်ဘလို့ကြည့်တီးတယ်ဒါမှဒါဆိုရင် global C လို့ခေါ်တယ်တွေ့လားဒါဆိုသူ့နေရာနဲ့သူမှန်တဲ့အပိုင်းဟိုဘက်မှာဆိုရင်ဒီမှာမမှန်တော့ဒါအဲ့ဒါဆိုရင်ဒါကျွန်တော်ကားဆိုရင်ကျွန်တော်ဒီငယ်မူမှာမှတ်တမ်းပါပြီးသားကိုကျွန်တော်စီးနေတာဗျဒါပေမဲ့ဘလို့ဖြတ်ဆက်ကောင်းဘလို့ဝယ်လို့ရလဲဆိုတော့ဖြတ်ဆက်မှတ်တမ်းပါပြီမဲ့
တက်တက်တိုးလို့လည်းရတယ်ဟိုကျွန်တော်ဝယ်တဲ့နီးရရှင်းတယ်ကျွန်တော်ဝယ်ရောင်းခဲ့တဲ့မြကားတွေနဲ့ရှင်းဈေးလို့ဝယ်တာပဲနောက်ဆုံးရဒီကောင်ကိုစလီဈေးနဲ့ကျွန်တော်ဝယ်ခဲ့တဲ့အတွက်ဒီကောင်ကဖြတ်ဆက်ဖြစ်မဖြစ်မိတ်ဆွေကဒီကားတစ်စီး900 800 900ပေါက်နေမယ်ဆိုရင်ကျွန်တော်က350 400နဲ့အဲ့လိုဝယ်စီးတာစီးလို့ရတယ်တက်တန်းတိုးလို့ရတယ်မှတ်တမ်းတော့ပါမယ်ဒါပေမဲ့ကိုဝယ်ထားတဲ့ဈေးနဲ့ကိုရောင်းတဲ့ခါကျရင်လည်းရှုံးလားဆိုတော့မရှုံးအခုဆိုရင်ဒီစလစ်ဈေးတွေရိုက်ခတ်သွားတော့ကျွန်တော်ပိုးတော့မြတ်နေသေးတယ်အဲ့ဒါလေးရှင်းပြချင်တာပါဗျနောက်ပြီးတော့နောက်တစ်မျိုးရှိသေးတယ်ကတ်ခွာကျတော့သူကကားတော့ဒီပုံမှန်ကားကိုပဲကတ်ခွာလို့ခေါ်ရတဲ့အကြောင်းရင်းကသူကဘောနက်ချိန်လို့ရတယ်ကညနာမှာဒါတွေကဟိုရသလောက်ခွဲပြူထားတဲ့ဟာလေးတွေဘောနက်ချိန်နဲ့ပါကျန်းချိန်နဲ့တကားချိန်နဲ့အတွင်းပိုင်းတွေအကုန်ချိန်နဲ့တကားပေါက်တွေအကုန်ချိန်နဲ့နောက်ဖုံးချိန်နဲ့မှန်တွေအကုန်ဟိုလုံးဝကားကောင်းတဲ့စီရဟာတွေအကုန်ကတ်ချိန်တာအင်းကြီးမှာချိန်နဲ့အဲ့ဒါကကျတော့ကျွန်တော်တို့ကတ်ခွာကျတော့ short ရှိလားဆိုတော့ဒီကောင်က short မရှိဘူးသူ့ရဲ့ original အယူတွေအစ်စ်တွေလှတယ်ပါကျန်းတွေကမကောင်းတော့ဘူးဘန်ပါတွေမကောင်းတော့ဘူးဆိုရင်ဘောနက်တွေမကောင်းတော့ဘူးဆိုရင်တော့ကအစီးလိုက်ဝယ်ပြီးတော့ကတ်ခွာလုပ်လိုက်တယ်အဲ့ဒါကကျတော့ကတ်ခွာဒါပေမဲ့ကတ်ခွာကျတော့ကညနာလုံးဝဟိုမှတ်တမ်းမရှိဘူးဒါပေမဲ့ဝယ်တဲ့သူရောင်းတဲ့သူတွေကတော့ဒီကတ်ခွာကိုလည်းကြည့်တတ်ဖို့လိုတယ်ကတ်ခွာဘယ်လိုကြည့်ရလဲဆိုတော့ဒီဘောနက်တွေသူ့ဟာမဟုတ်ဘူးဖြုတ်လဲထားလိုက်မယ်တကားတွေလဲထားလိုက်မယ်အရက်ချလိုက်တယ်တကားတွေချလိုက်ဘက်ကမျိုးစားမဆိုဗျာဆလောတော်များများကတ်ခွာတွေရှိတယ်တချို့ကဟိုရောင်းရလောကမှာဒီကတ်ခွာဆိုတာကိုလည်းမသိတာတွေများတယ်အဲ့ဒါလေးကိုကျွန်တော်ရှင်းပြချင်တာပါဒါလေးပါပဲ